အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Phoebe Phoenix ဖြစ်ပါတယ်ဒီနေ့မှာ Just album တစ်ခုကို review ပေးချင်ပါတယ်ဒီ album ရဲ့ name ကတော့ Eureka 106လို့ခေါ်ပါတယ်သူတို့ရဲ့ band မှာပဲအရင်ဆုံး track number 1ကိုတွားကြည့်ရအောင်အချစ်ပု္ပ္ပစာလို့ခေါ်ပါတယ်ဆိုတော့ဒီသရှင်လေးကိုနားထောင်တဲ့အခါမှာ Phoebe ကတော့ဘယ်လိုခံစားရလဲဆိုတော့ကျောင်းသားဘဝကပေါ့နော်သူရဲ့ lyric ကိုချန်နားထောင်ကြည့်ပါသူ melody အသွားလာကအရှမ်းလာတယ်ပြီးတော့ just ဖြစ်တဲ့အတွက်ဒီ augmented dim နဲ့သုံးထားတာတွေရတယ်တချင်ပို့ပြီးတော့ tension လေးကိုပေးရပါတော့ဆိုတော့ just ဖြစ်တဲ့အတွက်ဒီလိုမျိုး 7 chord တွေသုံးအောင်ပါပေါ့အဲ့ဒါလေးလည်းကြိုက်တယ်ပြီးတော့သူ့မှာဒီထိုင် instrumentation က classical guitar ဖြစ်တယ်ပေါ့နော်တချင် warm ကို bass နဲ့ direct classical guitar တုံးတယ် bass ဆိုလည်းတကယ် double bass ကိုသုံးတယ် electric bass ကိုမသုံးဘူးဆိုတော့အဲ့ဒါတွေက Phoebe အတွက်တချင်ပုံမှာဘယ်လောက်ထိ color နဲ့ theme ကိုဘယ်လောက်ထိသူတို့ support ပေးလဲဆိုတာကိုသဘောကျပါတယ်ဆိုတော့ဒါက track 1 အချစ်ပု္ပ္ပစာဖြစ်ပါတယ် track number 2အမှတ်တရຫນွေဦးဆိုတော့ဒီတချင်လေးကို Phoebe ကြားချင်းအောင်သူက jazz ဆိုပေမဲ့ jazz လို့မထင်အောင်ဝင်လာတဲ့ပုံစံပေါ့နော်သူက bass ဆို slide လေးနဲ့အဲ့လိုဝင်လာတဲ့အခါမှာမသိ pop music ကိုနားထောင်နေရလားလို့ထင်ရစေပေမဲ့ဘယ်နေရာမှာ jazz နဲ့တွားတူလဲဆိုတော့ Phoebe အနေနဲ့ပြောရရင်တေးဆိုရဲဆိုတဲ့ပုံစံပေါ့စကားပြောသလိုလိုလေးနာ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 ပြီးတော့နော်အဲ့လိုပုံစံလေးတွေကတချင်းကိုအဲ့လိုလေး surprising ဖြစ်စေရပါတော့ပြီးတော့ဒီမှာ Phoebe ကြိုက်တာ solo လုံးဝ solo part ကတော့ John Mayer ပဲလုံးဝ Phoebe ကြိုက်တယ်နော်ဒါဒါတီ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 ဆိုအဲ့ဒါလေးကအရန် repetition လေးကတော့တက်သွားအဲ့လိုဆို Phoebe အရန်ကြိုက်တယ် expression ခေါ်သွားတယ်လို့ထင်တယ်ဒီကတော့တေးဆရာရဲ့ lyric အယူအဆလေးကြိုက်တယ်ဒီစားရှိခြင်းစိတ်တော့ပေါက်သွားတယ်ခုချစ်တဲ့ပုံစံလေးကနှွေးထွေးရလို့ခံစားရစေပါတယ် track number 3 road trip ခီးသွားကြမယ်ဒီတစ်ချင်းကကြတော့ Phoebe ထင်တာမမရဲ့တော့တစ်ခေါက်ထွက်ပြီးဒါပြန်ပြီးတော့ remake version ပေါ့နော်ဒီချင်းကတော့အထွေထူးမရှိဘူးလို့ဖို့ကောင်းတယ်ဒါလေးစီးမယ်မျိုးပြကိုထားခဲ့မယ် borai ဆုံဆုံလေးနဲ့သွားကြမယ်အဲ့လိုမျိုးပေါ့ဒီချင်းလေးကလည်းကြိမ်များတောင်းတဘွားမှာကြီးတွေပါတယ်သွားခဲ့ရဖြစ်ဖြစ်ချိန်ချိန်မှာ borai နဲ့ဆုံလို့သွားတာဖြစ်ဖြစ်ဒီကားပေါ်မှာဖွင့်နေတဲ့ချင်းမျိုးဖြစ်ပါတယ် track number 4ညညချင်းဒါနွေရာသီကာလဖြစ်တယ်ဆိုတော့ကွက်တိပဲတချင်းကိုသူတို့လုံနေ Phoebe ထင်တာမမ2နှစ်ဝန်းကျင်မှာရှိပြီဒီညညချင်းတချင်းကလည်းလုံးဝကိုနွေရာသီ vibe ပဲ dry ဖြစ်တယ် dull ဖြစ်တယ် hot ဖြစ်တယ်ကြီးကြီးလွမ်းမောပွဲကောင်းတဲ့ရာသီမျိုးပေါ့နော်ဒီချင်းကဝင်ချင်းမှာ reggae ပုံစံနဲ့ဝင်လာတယ် jazz လို့မထင်ရစေဘူးသူတို့ reggae ပုံစံနဲ့ဒါပေမဲ့သူက jazz fusion လေးနဲ့သွားပါတယ်ဒီမှာကျွန်မ shout out လုပ်ချင်တာကတော့ Miss Mastering ပေါ့နော်ကိုစိန်ရဲ့ Miss က Phoebe အနေနဲ့ပြောရရင်သူနဲ့ jazz ဆိုလိုက်ပါမလားလို့ Phoebe ထင်ခဲ့တာတေးဆိုပေါ့နော်ဒီ top ပေါ်လို့ကိုနာလို piece ကရေးထားတာဖြစ်ပါတယ်သူကဘာလဲဆိုတော့ချိုဖြိုးမြအောင်ရဲ့အလွမ်းရှိန်အမေတို့တီးရနေပါတယ်ပြီးတော့သူ့မှုရဲ့စီးစာမင်းရောမေးလို့ပြီးချင်ပါတယ်အဲ့တချင်ရဲ့တေးဆက်ဖြစ်ပါတယ်လို့ကိုနာလို piece ရေးထားတဲ့ဒီ top ပုတ်လုံးမှာ Miss Mastering ကိုလည်းကျွန်မအရင်အတိမတ်ပြည့်ဆိုတော့ကျွန်မလုံးဝမထင်ထားရတော့အောင်အရင်ကောင်းနေရေပေါ့နော်အဲ့တော့ကျွန်မကြိုက်တယ်ပြီးတော့သူ့ရဲ့ library ဖြစ်တဲ့ကိုမ2သူမကို2ဆန် drum Japan bass ကိုမျိုးထွဲ guitar သူတို့ရဲ့အယူဆရတဲ့တချင်တပုတ်ပြီးတပုတ်ပေါ်မှာမတူညီတဲ့ရတရင်နဲ့ပေးရလို့ကျွန်မထင်ပါတယ်ဒါရင်းနှီးလို့ပြောတာမဟုတ်ဘူးနားထောင်ကြည့်ပါလို့တစ်ခေါက်တည်းနဲ့တော့ကြိုက်မယ်လို့ကျွန်မမထင်ဘူးဆိုတော့ခဏခဏသွားနားထောင်ကြည့်ပါဆိုတော့ track number 5ရသည်အလွမ်းအဲ့ချင်းမှာကျွန်မနဲ့ကို HC နဲ့ featuring ဆိုထားရပေါ့နော်ဆိုတော့ဒီချင်းသွင်းတော့ကလည်းအမှတ်တရရဲ့အများကြီးပဲထီချင်ချတင်ချင်းနဲ့ကိုမတယောက်ထဲယူနိုင်တယ်ဒါမှယူသွားနိုင်တယ်အဲ့တဲ့တော့ကျွန်မတို့အရင်ခွီခဲ့ရပါပေါ့နော်ကျွန်မဒီ10မိနစ်နဲ့49စက္ကန့်လောက်မှာကျွန်မ featuring ဝင်ဆိုထားတယ်အဲ့ချင်းလေးရဲ့ထူးခြားတာဆိုပြင်းပြင်းနေပြောပါရာဘူးသူ့ရဲ့ harmony line လို့ပြောရမလားဒီကိုနာတော့မထင်ရတော့အောင်သူ့ရဲ့အနောက်ကလေ background feel လေးတွေမှာပါသူကတေချာလေးစဉ်းစားပြီးမှ light အောင်ထည့်လို့ကျွန်မထင်တယ်အဲ့ဆိုနားထောင်ကြည့်ချို့ချင်းတွေမှာဆိုတော့ bass ကိုတန်တန်းဆိုတာချို့ချင်းတွေဆိုရင် light အောင်ဒီတန်း main လေးနဲ့ light အောင်ကြာလေးနဲ့ light အောင်သူအဲ့လိုမျိုးတွေးတယ်ပေါ့နော် effort ထည့်ထားတယ်လို့ပြီးပြောချင်တယ်အဲ့ဆိုအဓိကတချင်းတစ်ပုတ်ကို blend ပြအောင်လုပ်တယ်ဆိုတာလဲ skill တစ်ခုပဲပညာပြနေရတဲ့လေ light အောင်လုပ်တာလဲ skill တစ်ခုပဲဆိုတော့သူ့မှာဒီ skill နဲ့ပြည့်စုံတယ်လို့Phoebeထင်ပါတယ်နောက်ဆုံးတစ်ခုလက်ရှိဘဝအဲ့တချင်းလေးကိုလည်းPhoebeကြိုက်တယ်ဒါကတော့ကျွန်မထင်တာမမိုင်း composer ကသူအားပေးရမဟုတ်ရင်သူစုံကြောက်ကိုအားပေးနေရဖြစ်မယ်ပေါ့နော်ခက်ခဲနေလဲဒီနေ့မှငါတို့ရှိရဲစိတ် short လိုက်နေဆိုတော့စချင်းကတော့ကျွန်မအရင်မညှိဘူးပွင့်လည်းပြောမညှိဘူးဒါပေမဲ့နားထောင်လေဖြည်းဖြည်းချင်းစီညှိလာတာပေါ့ကိုနာနိုရဲ့တချင်းတွေကတော့ကျွန်မသူ့ကိုတီးဆိုကောင်းတယောက်ဆိုတာထက်တီးကောင်းတယောက်လို့ကျွန်မတို့ဒီရဲ့ဘက်မှာအတိမတ်အများကြီးပြုချင်ပါတယ်ဆိုတော့ make sure you listen to that song so Eureka 106ဖြစ်ပါတယ် bye everybody